မင်္ဂလာပါဗျာဒီနေ့ဗီဒီယိုမှာတော့တက်တန်တွက်နီးငွေစည်းတွက်နီးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်တက်တာတန်တွက်ပြီးသွားရင်လည်းကာလပေါက်စီငွေစည်းပေါ်မူတည်ပြီးဘယ်လိုမျိုးတွက်ချက်ဘယ်လိုမျိုးဝယ်ရမလဲတည်သွားအောင်မျှဝေပေးပါမယ်ဒါဆိုရင်ကျွန်တော်နဲ့တူလိုက်လို့ကြည့်အောင်တက်တန်တွက်တော့မယ်တက်တန်ပွဲတော့မယ်ဆိုရင်တော့စံတက်မှတ်ထားတဲ့ကူဘပေနဲ့9200ပေစသဖြင့်ရှိပါတယ်ဒီဗီဒီယိုမှာတော့9200စံနဲ့ပဲတွက်ပြပေးပါမယ်9200စံကတော့ပလမပတ်လေဒေတာတစ်ချောင်းကစုစုပေါင်းပေအရှိ9200ရှိတယ်ဆိုရင်တော့ဒါဟာတစ်တန်ဖြစ်ပါတယ်တစ်တွက်တော့မယ်ဆိုရင်တော့ကိုတွက်မဲ့တစ်ရဲ့ဒုနဲ့ပြက်ကိုအရင်မြောက်ရပါမယ်ရလက်ကို9200နဲ့စာပါရလာတဲ့အဖြေကတော့ကိုတွက်လိုက်တဲ့တစ်ရဲ့တန်ရဲ့စုစုပေါင်းပေအရှိပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့6တုံးမဲ့တစ်ကိုအဓိကထားတွက်ပြပေးပါမယ်ဒါဆိုရင်ကျွန်တော်တို့လေ့လာကြည့်အောင်6တုံးမဲ့ဆိုတော့ပြက်က6လက်မှဖြစ်ပါတယ်သူက3မှဖြစ်ပါတယ်ဒါဆိုရင်တော့6အမြောက်3မှဆိုတော့ဘယ်လိုမျိုးခဏနဲ့ရေးမလဲတလက်မမှာ4မှရှိပါတယ်3မှဆိုတော့တလက်မရဲ့4ပုံပုံ3ပုံဖြစ်ပါတယ်ဒါဆိုရင်တော့3မှအစား3ညတတမခွန်5ကိုထားပြီးတော့တွက်လို့ရပါတယ်ဒါဆိုရင်တော့အဖြေရလာပါပြီဒီအဖြေကို9200နဲ့စားလိုက်မယ်ဆိုရင်တော့6တုံးမဲ့တည်းရဲ့တတန်ရဲ့စုစုပေါင်းပေအရှိကိုရမှာဖြစ်ပါတယ်ထပ်ပြီးတော့ပူရှင်းတော့အောင်နောက်ထပ်တစ်နည်းနဲ့ဥပမာတွက်ပြပေးပါမယ်နောက်ထပ်တစ်နည်းနဲ့ဥပမာတွက်ပြပေးရမယ်ဆိုရင်တော့6တက်နဲ့ဥပမာထားပြီးတော့တွက်ပြပေးပါမယ်6တက်ရဲ့တတန်ရဲ့ပေကိုကိုးကားပြီးတော့6တုံးမဲ့တည်းရဲ့တတန်ရဲ့ပေအရှိကိုချမှာဖြစ်ပါတယ်6တက်ဆိုတော့ဖြက်က6လက်မှဒူက1လက်မှဖြစ်ပါတယ်ဒါဆိုရင်တော့6အမြောက်1ဖြစ်ပါတယ်6တလီ6ရပါတယ်ဒီ6ကိုခဏမှတ်ထားလိုက်မယ်စံ9200အရင်ရေးလိုက်ပါမယ်ဒီဟာနဲ့အစာခုနဒုနဲ့ပြတ်တဲ့မြောက်တဲ့ရာလက်က6ဆိုတော့6နဲ့စားလိုက်ပါမယ်ဒါဆိုရင်တော့ပေ1200ရပါတယ်6တက်လည်းဖြစ်တဲ့ပေအရှိကစုစုပေါင်းပေအရှိကပေ1200ဆိုရင်တော့ဒါဟာ6တက်ရဲ့တဒန်းဖြစ်ပါတယ်ကိုတွက်လိုက်ရဲ့တရဲ့တဒန်းပေအရှိတီးပြီဆိုရင်တော့အခြားအသေးစိတ်ကိုလူတို့တွက်ကြည့်လို့ရတော့ပါပြီဒီ1200ကိုကိုကားပြီးတော့6တုံးမဲ့တရဲ့တဒန်ရဲ့ပေအရှိကိုချမှာဖြစ်ပါတယ်ဘယ်လိုချမလဲဆိုတော့ဒီ6တဒန်ရဲ့1200ပေအရှိကိုတစ်ခွဲဆက်ချီကိုသွားမယ်ဒီအရှိလိုက်တိုင်းပဲသွားမယ်ပေါ့နော်ကျွန်တော်တို့ကအရှိလိုက်တိုင်းတော့ယူလို့မရပါမယ်မျက်လုံးထဲကိုပဲမြင်အောင်ခဏကြည့်ပေးမယ်ပေါ့နော်ဒီအရှိလိုက်တိုင်းပဲတစ်ခွဲဆက်ကိုသွားမယ်တစ်ခွဲဆက်ရောက်တာနဲ့ကျွန်တော်တို့ကဒီ6တုံးမဲ့တရဲ့တဒန်ရဲ့ပေအရှိကိုချမှာဖြစ်တဲ့အတွက်ဒီ6တရဲ့တဒန်ရဲ့ပေအရှိကို6တုံးမဲ့ဖြစ်အောင်ခွဲချလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒုတလမဘက်ကနေပြီးတော့တုံးမဘက်ကိုမြင်သားပြီးတော့ခွဲလိုက်မယ်ဒါဆိုရင်နှစ်ချမ်းခွဲလိုက်မယ်ဆိုရင်တစ်ဖက်က6တုံးမဖြစ်မယ်တစ်ဖက်က6တမဖြစ်မယ်ဒါဆိုရင်နှစ်ချမ်းရတော့ပြီဒုကတော့ကျွန်တော်တို့ကတုံးမနဲ့တမဖြစ်တော့မယ်အရှိကတော့1200ပေတိုင်းပဲပေါ့နော်ဒါဆိုနှစ်ခုရတော့ပြီဆိုရင်တစ်ချမ်းကတော့6တုံးမတိုင်းပဲဒီတိုင်းပဲထားလိုက်မယ်တစ်ချမ်း6တမကိုကျွန်တော်တို့က6တုံးမဖြစ်အောင်လုပ်ကြည့်မယ်6တမတ်ဖြစ်အောင်လုပ်လို့ဆိုရင်တော့ဒီ6တမတ်ကိုဒီ3ကထပ်လိုက်3ချိုးပြီးတော့ထပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်3မတ်ဖြစ်သွားပြီ3မတ်ဖြစ်သွားပြီဆိုရင်ပြက်က6လက်မဖြစ်တဲ့အတွက်ဒီတိုင်းပဲပေါ့နော်3နဲ့ထပ်လိုက်တာနဲ့6 3မတ်အော်တိုဖြစ်သွားလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့က pH 1200ကို3ချိုးမယ်ဆိုရင်အစား3နဲ့စားလိုက်မယ်ဆိုရင် P400 ရမယ်ဒီ P400ကိုအခုန6 3မတ်တစ်ချမ်း1200 pH တိုင်းပဲရှိတယ်ဆိုရင်အခုန1200နဲ့ပေါင်းပေးလိုက်မယ်ဒီလိုပေါင်းပေးလိုက်မယ်ဆိုရင်တော့ pH 1600ဖြစ်သွားပြီဒါဆိုရင်ဒီ6တုံးမတ်တရဲ့တဒန်ရဲ့ pH က1600ဖြစ်တယ်ဒီလိုမှမဟုတ်ကျွန်တော်တို့ကကဏ္ဍနဲ့ထပ်ပြီးတော့တွက်ချင်တယ်ဆိုရင်ဘယ်လိုမျိုးတွက်မလဲဒါဆိုရင်ဒီတိုင်းပဲတွက်လို့ရတယ်ဒုရဲ့ဖြက်ကမြောက်လိုက်ရုံပဲပေါ့နော်ဒါဆိုရင်ဖြက်က6လက်မပဲဒါဆိုရင်6ကိုရေးလိုက်မယ်အမြောက်အရင်ဆုံးတွက်မယ်ဆိုရင်ဒုနဲ့ဖြက်ကိုမြောက်ပေးရမယ်မြောက်ပြီးရလဲနဲ့ဒီ9200စားလိုက်မယ်ဆိုရင်တော့ကိုတွက်လက်တရဲ့တဒန် pH ရမှာပေါ့နော်ဒါဆိုရင်ဒီဒုနဲ့ဖြက်ကိုမြောက်ပေးမဲ့အတွက်ဖြက်က6လက်မဖြစ်တယ်ဒူက3မတ်ဆိုရင်ကျွန်တော်တို့တလက်မရဲ့4ပုံပုံ3ပုံဖြစ်တဲ့အတွက်ဒါကို3ညတက်မှာ85နဲ့တွက်ပြီးလို့ရတယ်ဒါဆိုရင်3ညတက်မှာ85နဲ့တွက်လိုက်မယ်ဆိုရင်4တက်မှာ9ရတယ်ဒီ4တက်မှာ9ကိုကျွန်တော်တို့9200နဲ့စားပေးလိုက်မယ်အစား9200 4တက်မှာ9နဲ့စားပေးလိုက်မယ်ဆိုရင်လည်း P1600 ပဲရတယ်ဒါဆိုရင်အခုနဲ့တွက်တာလည်း P1600 ရအခုတွက်တာလည်း P1600 ရဒါဆိုရင်နှစ်နည်းနဲ့ဥပမာထားပြီးတော့တွက်ပြပေးရဖြစ်တယ်ပေါ့နော်ကျွန်တော် short term တက်ကိုဘယ်လိုမျိုးတန်ဖွင့်ရမလဲဆိုတော့နားလည်တော့လောက်ပြီလို့ထင်ပါတယ်
တဒန်းပေရှည်ကိုတီးပြီးဆိုရင်တော့တစ်တက်ကလွယ်ကူသွားပါလိမ့်မယ်ဒါဆိုရင်ကိုကတဒန်းပေရှည်တီးပြီးဆိုရင်ကိုက18ပေဘယ်နှချောင်းလိုချင်တယ်18ပေဘယ်နှချောင်းလိုချင်တယ်ဆိုရင်တော့အစာ18ပေနဲ့စားလိုက်မယ်ဆိုရင်တော့အချောင်းကြီးထွက်လာပြီဒါဆိုရင်တော့88ချောင်းကျော်89ချောင်းလို့ပြောလို့ရပါတယ်ချောင်းတုံးမဲ့လည်းဖြစ်တယ်အချောင်းကြီးက89ချောင်းလောက်ဆိုရင်တော့ဒါဟာ6တုံးမဲ့ရဲ့တဒန်းပဲဖြစ်ပါတယ်တကယ်လို့က15ပေအချောင်းလိုချင်15နဲ့စားလိုက်မယ်ဆိုရင်106ချောင်း109ချောင်းရပါတယ်တကယ်လို့10ပေလိုချင်တော့10ပေနဲ့စားလိုက်မယ်ဆိုရင်အချောင်း160လောက်ရမယ်ပေါ့နော်ကိုလိုချင်တဲ့ပေအပိုင်းဖြတ်တွေနဲ့တွက်ချက်ပြီးတော့ဝယ်လို့ရပါတယ်ဥပမာကိုက10ပေအချောင်းဝင်မယ်15ပေလည်းချောင်းယူမယ်18ပေအချောင်းလေးအစုံယူမယ်ဆိုရင်အဲ့ဒီအစုံအရေးအတွက်ပေအရှိကတန်းတွေအားလုံးကိုစုစုပေါင်းလိုက်မယ်ပေ1600ရတယ်ဆိုရင်တဒန်းပေ1600မပြည့်ဘူးဆိုရင်တော့တဒန်းမပြည့်ဘူးပေါ့နော်ဒါကိုလိုပိုင်းဖြတ်ပြီးဝယ်လို့ရတယ်ပေါ့နော်ဒါကတော့ဒီ6တုံးမှတ်တည်းရဲ့တဒန်းပေရှိကိုရှားပြီးတော့ကိုလိုချင်လို့တစ်ကိုတဒန်းလားတဒန်းမပြေဘူးလားတီးအောင်အရင်လောက်ထားပေါ့နော်ဒီလိုမျိုးတီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကမွေစည်းနဲ့တွက်လို့ရပါပြီမွေစည်းနဲ့တွက်မယ်ဆိုရင်တော့ကိုကတဒန်းယူမယ်ဆိုရင်တော့တဒန်းမွေကြီးတိုင်းပဲတဒန်း17တင်းဥပမာထားလိုက်မယ်17တင်းပေးလိုက်တာလည်းရတယ်ပေါ့နော်ဒါပေမဲ့ကိုကတဒန်းလည်းမပြေဘူးတန်ဝဲလည်းမကဘူးယူမယ်ဆိုရင်တော့တွက်မှလာတီးရမယ်ပေါ့နော်ဒီလိုမျိုးတွက်ရင်ကိုယ်တိုင်ကိုယ်ကျတွက်လို့ရအောင်ထပ်ပြီးတော့မွေစည်းနဲ့ရှင်းပြပေးပါမယ်မွေစည်းနဲ့တွက်မယ်ဆိုရင်တော့6တုံးမှတ်တည်းရဲ့ပေအရှိကိုကားပြီးတော့မွေစည်းနဲ့တွက်ရမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကာလတန်ကြီးဘယ်လောက်ရှိတယ်မသိပေမဲ့17တင်းစည်းနဲ့မတွက်ပြပေးပါမယ်ဥပမာတစ်တန်တစ်တန်ရဲ့ကာလတန်ဖိုးက17တင်းဆိုရင်မွေကြီး17တင်းကိုအရင်ဆုံးရေးလိုက်ပါမယ်17တင်းရေးပြရနဲ့အစာရေးလိုက်ပါမယ်ကိုက6တုံးမှတ်တည်းရဲ့တန်ဖိုးကိုတွက်မှာဖြစ်တဲ့အတွက်6တုံးမှတ်တည်းရဲ့စုစုပေါင်းပေအရှိတဒန်းရဲ့ပေအရှိနဲ့စားပြရမှာဖြစ်ပါတယ်ဒီလိုမျိုးစားလိုက်မယ်ဆိုရင်တော့6တုံးမှတ်တည်းရဲ့တပေရဲ့တန်ဖိုးကထွက်လာမှာဖြစ်ပါတယ်ဒါဆိုရင်6တုံးမှတ်တည်းရဲ့တဒန်းရဲ့ပေအရှိက1600ဖြစ်ဆိုရင်1600နဲ့စားလိုက်ပါမယ်ဒါဆိုရင်တော့689.8ကျပ်ရမှာဖြစ်ပါတယ်ဒါဟာတပေရဲ့စီနှုန်းဖြစ်ပါတယ်6တုံးမဲ့လည်းဖြစ်တယ်မွေဈေးက17တင်းဈေးဆိုရင်တော့ဒါ6တုံးမဲ့တပေရဲ့တန်ဖိုးက689.5ကျပ်ကျမှာဖြစ်ပါတယ်ကိုက10ပေချောင်းလိုချင်နေဆိုရင်တော့အမြောက်10နဲ့မြောက်လိုက်မယ်ဆိုရင်တော့6885ကျပ်ရမယ်ကိုက15ပေချောင်းလိုချင်15နဲ့မြောက်လိုက်မယ်ဆိုရင်1310နဲ့1.5ကျပ်ရမယ်ကိုက18ပေချောင်းလိုချင်တော့18ပေနဲ့မြောက်လိုက်မယ်ဆိုရင်တော့12385ကျပ်ရမယ်18ပေအချောင်းလည်းဖြစ်တယ်6တုံးမဲ့လည်းဖြစ်တယ်မွေစီးက17တင်းနဲ့ဖြစ်တယ်ဆိုရင်တော့သူ့ရဲ့တစ်ချောင်းတန်ဖိုးက12385ကျပ်ဒါဆိုရင်ကိုက10ရောင်းလို့မယ်ဆိုရင်တော့အမြောက်10နဲ့မြောက်လိုက်မယ်ဆိုရင်တော့3,2950ကျမှဖြစ်ပါတယ်ဒါဆိုရင်တော့6တုံးမှတ်ကိုဘယ်လိုမျိုးတန်ဖွဲ့ရမလဲတန်ဖွဲ့ပြီးသွားရင်လည်းအသေးစိတ်ကိုဘယ်လိုမျိုးတွက်ရမလဲအသေးစိတ်တွက်ပြီးသွားရင်လည်းကာလပေါင်းကြီးမွေစည်းပေါ်မူတည်ပြီးတော့ဘယ်လိုမျိုးတွက်ချက်ပြီးတော့ဝယ်လို့ရမယ်ဆိုအောင်နားလည်တော့လောက်ပြီးထင်ပါတယ်မရှင်းနိုင်ရှင်ကောမန့်မှာဝင်အောင်မေးမြန်းနိုင်ပါတယ်အားလုံးအဆင်ပြေချုံးမှုကြပါစေ